ဒေါသထွက်เสียအောင်တွေးလို့ဒေါသထွက်သွားတယ်ဒေါသထွက်ရုံနဲ့မဟုတ်ဘူးတွေ့ရနဲ့ကောက်ပေါက်လိုက်တယ်ဆဲလိုက်မှပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်ဒါဝိတိတ်ကမအဆင့်ကိုရောက်သွားဘုန်းကြီးတို့ပုထုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုထုဇဉ်ဘုန်းကြီးတို့လည်းပုထုဇဉ်ဆိုပုထုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာဟဲ့ခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တယကိလေသာယန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်မှာမဟုတ်ဘူးပုထုဇဉ်တွေမှာလည်းမပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်เสียအောင်နဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင်ထဲပေါ်တဲ့အဆင့်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဒါအတော်မြတ်သွားတဲ့ကလျာဏပုထုဇဉ်အဆင့်ရောက်သွားဒေါသတွေ့เสียအာယုံတွေ့လို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျွလွန်တဲ့အဆင့်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်ထောင်းတဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပေမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင်ထဲမပေါ်ဘဲနဲ့ဟာကိုဒေါသကိုဆဲတဲ့အဆင့်တွေရောက်မသွားအောင်လက်တွေ့လွန်ကျူးတဲ့အဆင့်တွေရောက်မသွားအောင်တတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုဝိတိတ်ကမအဆင့်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကိုအဆင်ပြေသွားတယ်တော်တော်လေးကိုအကျိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အဆင့်ကိုရောက်သွားကျွန်တော်ဒေါသကိုချက်ချင်းအကောင်ထဲမဖော်ရဘူးတဲ့ဘုန်းကြီးတို့ပါဘူးတဲ့စာအုပ်လေးကပူတော်ယူစီယာကောင်းတယ်အမေရိကန်သမ္မတအိဗရာလင်ကွန်းရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျောက်ဒေါသလည်းလျောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်ဘူးသူဒေါသဖြစ်တဲ့ဟာစိတ်ဆိုးတဲ့ဟာတွေကိုစာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောချင်တဲ့အကုန်ရေးရေးပြီးတော့မှအဲ့ဒါလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရိုက်တဲ့ထက်ပြီးတော့မှစာရိုက်လေးပုံမှာစာလေးရေးထားတယ်မနှက်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့ဒါလေးစပွဲပေါ်တင်ထားတယ်အိဗရာလင်ကွန်းနောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမပေးပြတော့ပဲနဲ့အဲ့ဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရေးရသွားတယ်အိဗရာလင်ကွန်းရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့မပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့နည်းလေးကဒါအတော်အတွေ့အစရာကောင်းလူကစိတ်လက်မှန်မှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီဆိုရင်အမားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုစာရွက်လေးအလွတ်မှာကောက်ပြီးတော့ရေးချပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အိဗရာလင်ကွန်းကစိတ်လက်မှန်မှရေးထားတဲ့စာရဲ့အမားတွေပဲဖြစ်နေတယ်ပြီးတော့မပေးပြီးတော့ပဲနဲ့စာရိုက်တဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျူးတဲ့အစဉ်တွေရောက်မသွားဘူးဆိုရင်တော်တော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါလေ